အဲ့ဒီတော့ဒီကလေးတယောက်အောင်မြင်လာတဲ့ဒီကာလလေးအတွင်းလေးမှာကိုသူနဲ့ပတ်သက်ပြီးသူ့ကိုမျက်စိထောက်ကြည့်ပြီးတော့ရှိသမျှအပြစ်အကုန်လုံးလိုက်ပြောကျင်နေကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်မဟုတ်တမ်းတရားစကားတွေလှုပ်ပြောတာတွေလည်းအများကြီးရှိတယ်ဒါပေမဲ့တစ်ခါကျကျွန်မမနေ့ကဘလို့တောင်စဉ်းစားမိလဲဆိုတော့ကလေးတွေပေါ့လူငယ်တွေကိုပြောချင်တာပေါ့နော်ဘဝကိုအောင်စဘူးလိုပဲလေ့ကျင့်ရမှာဘဝကိုဘာလို့အောင်စဘူးလိုလေ့ကျင့်မှာလို့ပြောလဲဆိုရင်အောင်စဘူးကအရန်တော်တယ်သူ့ကိုဘလောက်ပဲတိုက်ခိုက်သူ့ကိုခြေထောက်နဲ့တက်ပြီးတော့စင်ပေါ်မှာကန်ပြီးဆုချတယ်သူကဘာမှပြန်မပြောဘူးသူမတုံ့ပြန်ဘူး response မလုပ်ဘူးတုံ့ပြန်ခြင်းနဲ့စိတ်ကိုသူကကောင်းကောင်းထိန်းချုပ်နိုင်တယ်နော်တီးခံနိုင်တယ်သူအရန်တော်တယ်အဲ့အတွက်သူကအောင်မြင်တာလीနောက်တစ်ခုပြီးအခုဆိုရင်သူ့ကိုတောက်လျှောက်လိုင်းပေါ်ကနေနီးပေါင်းစုံနဲ့ဝေဖန်တယ်သူအဲ့ဒါတွေကိုဘာတစ်ခုမှဂရုမစိုက်ဘူးသူ့ကိုယ်သူကောင်းအောင်လုပ်တယ်သူ့ရဲ့ပွဲစဉ်တွေကတောက်လျှောက်ကြည့်လာတဲ့အချိန်မှာဒါကျမတို့ကလိုင်းပေါ်ကနေပဲကြည့်ရတာပေါ့နော်ပို့ပြီးကောင်းမွန်လာတယ်အစင်ပြေလာတယ်အစင်မြင့်လာတယ် update ဖြစ်လာတယ်အခုဆိုရင်ဒါ MCC ခမ်းမကြီးလိုနေရာမျိုးမှာသူဒီဒါမဝင်းတပြေထွန်းလို့ ਨੇ သူတို့အငိမ့်ဇက်တပင်တွေကိုတဖန်ပြန်လဲစမ်းတစ်ပြီးတော့မှတကယ်ကို classic ရှိ standard ရှိနဲ့မြမဇက်တပင်ကိုပြန်လဲကပြကြအောင်မှာဘလောက်တောင်ကောင်းလိုက်တယ်လေအဲ့တော့ तू ကသူ့အလုပ်ပဲ तू လုပ်သွားတာ तू များပတ်ဝန်းကျင်တိုက်ခိုက်တာကို तू ဂရုမစိုက်ဘူးပြီးရင်သူ့မှာအကြံပေးထားတဲ့ရှေ့နေတွေရှိတယ်သူ့ရဲ့ဝိုင်းတော်သားတွေကိုလည်းပြောကြတယ်ဆိုတော့ဒီကြဆက်ကနေကြတဲ့ဇက်ခုံပေါ်မှာကပြတရုပ်ဆောင်နေကြတဲ့လူရှင်တော်တွေဆိုတာကလက်တန်းတို့ပြက်လုံးလေးတွေပြက်သွားကြတာအဲ့လိုလက်တန်းတို့ပြက်လုံးတွေပြက်တဲ့အချိန်မှာကျမတို့ကလူတဦးတယောက်ကိုထိခိုက်နစ်နာပါစေဆိုတဲ့စိတ်ဆန္ဒမှမပါတာလေဒါပြက်လုံးအနေနဲ့ပြက်သွားကြတာပဲဒါကြီးကိုရေးကြီးခွန်ကျယ်တွေလောက်ပြီးတော့အရေးယူပါစာတွေထုတ်ပါဘာလုပ်ပါဆိုတော့လေကျမပြောချင်တာလေခုနတော့ကကိုယ်နိုင်ငံအတွက်ကိုယ်လူမျိုးအတွက်ကိုယ့်ရဲ့ကလေးတွေအတွက်ပိုကောင်းလာတဲ့လှုပ်ဆောင်ချက်တွေလည်းသူ့မှာရှိတယ်ဆိုတာလေးလေပြန်ပြီးမြင်ကြည့်ကြပါလားလို့ဒီလိုအရာမျိုးငါတို့ကအားပေးရမှာငါတို့က supporting ပေးရမှာငါတို့ကဂုဏ်ယူပေးရမှာလို့မဖြစ်ဘဲနဲ့ဒီအောင်မြင်လာတဲ့လူတယောက်ကိုဖက်ပေါင်းဆောင်ကနေနည်းနည်းလေးတောင်အထိကိမခံမဲနဲ့စောင့်ကြည့်ပြီးတော့မှလေဝိုင်းပြီးတော့မှရိုက်ချနေကြတာမျိုးကြီးမြင်တဲ့ခါကျတော့စိတ်မကောင်းဘူးဒါပေမဲ့ကျမယုံကြည်ရဲ့ဒီကလေးတယောက်ကဘလောက်ပဲရိုက်ချပြုတ်ကျသွားမယ်ကလေးတွေမှာသူမပါဘူးဘာလို့လဲဆိုတော့ကျမတို့အဘအောင်မင်းကောင်ပြောဘူးလေဝိဇ္ဇာသားသမီးဆိုတာတဲ့အတိုက်ခံရတယ်တဲ့ဝိဇ္ဇာသားသမီးတွေကကြီးလို့ပဲတဲ့ကြီးဆိုတာတိုက်လေပြောင်လေပဲတဲ့အဲ့လိုပဲဆိုတော့ဒီကလေးကိုကျမပြောခဲ့ဘူးလေသူကဝိဇ္ဇာသားသမီးဖြစ်တယ်ပုံကိုအဆောင်ရှောက်ကောင်းတယ်လို့ကျမပြောခဲ့ဘူးလေပေါ့နော်ဆိုတော့ကျမတို့လူတစ်ယောက်ကိုအပြစ်ပြောတော့မယ်ဆိုတော့သူ့နောက်ကကောင်းတဲ့အချက်တွေဘာလို့မမြင်တာလဲသူကောင်းတဲ့အချက်တွေသူ့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်ကျမတို့ဘယ်လောက်ထိကောင်းကျိုးတွေဖြစ်လာလဲဒါလေးကိုကျမတို့ပြန်မြင်ပေးရမှာလူတဘာဝကလည်းကောင်းတာဆိုလုံးဝမကြည့်ချင်တာမကောင်းတာဆိုတစိတ်တောင်မှပဲတအိတ်လို့ပြောချင်တာတေးသေးလေးတောင်မှအကြီးအကျယ်ပြီးလို့ပြောချင်တာဆိုတော့ကျမတို့မြန်မာလူမျိုးတွေအကုန်လုံးစိတ်တက်ကလေးတွေလည်းနည်းနည်းလေး update လုပ်သင့်ပြီလို့ထင်တာပေါ့နော်